အမလေးထမေယောအမလေးကုန်ပြီဟာကုန်ပါပြီဗျာအောင်ကူလိုက်တာအမလေးမိမနဲ့တော့ပြဿနာတက်တော့မယ်မတတ်နိုင်ငါတာဝန်ထမင်းညိုင်ပါဖို့အရေးကြီးတာဘာဖြစ်ဖြစ်ထည့်ပေးလိုက်မယ်ဒီတိုင်းပဲအမလေးမီရခို့ကလည်းစားလိုက်ပါဟဲ့လောက်ကလည်းမပြီးသေးဘူးဖေးရှိပြီလားအေးငါလည်းစားတာပဲဟဲ့အိုးစနေတိုင်းတော့ခွဲပြီပဲအဲ့ဒါကြောင့်လေဘိုက်ကစားလာပြတယ်နင်းစားကြဟဲ့ဒီကြီးလို့ရှိရင်ဘာလို့မချက်ပြလိုက်မသိပါဘူးဟဲ့မင်းကလေရုံနောက်ကြနေတယ်သူ့လေဘာချက်ပြလဲအောင်မြည်လိုက်ရတယ်ကြည့်လိုက်ချက်ဘာဖြစ်လို့လဲချိန်မကြည့်ပါဦးนี่ဟာစံပြုတ်လားထမင်းလားသိပါဦးဟဲ့အိမ်ကတင်တာကဘလို့ချက်ပေးလိုက်မှမသိဘူးအဲ့ဒါလည်းတော့ထမင်းနေပါနဲ့ပဲနေ့ယောက်ကြားလေနေ့ကအစားမဖြစ်မှစလို့ဒီစံပြုတ်ပြစ်တယ်တွေ့မယ်အိမ်ရောက်မှလေဘိုက်ခောက်ကိုပြောင်းလေးဆွဲပလိုက်ဒေါသလေးကိုနည်းနည်းလျှော့နော်ကဲညီမသားနာလို့ရှင်ကရဲ့အစားဟဲ့တော့ဘာဖြစ်လို့လဲဒီမကြည့်ပါဦးဟဲ့မင်းဘယ်ဦးကြော်လဲအာရိကဘယ်ဦးကြော်လားမဲချိန်နေတာပဲတွေ့မယ်အိမ်ကတိတ်နာကသမင်သက်လောက်လိုက်တာဖြစ်တယ်အရင်မှဟုတ်တယ်